ငလင်ကြီးပြီးသွားပြီမယ်မန္တလေးကတကယ်တော့တက်တာသွားပြီလားငလင်လောက်တာပြီးသွားလို့နောက်တစ်နေ့မနက်လင်းလာချိန်မှာအားသင့်စရာတွေတုံလှုပ်စရာတွေထိခိုက်မှုတွေပြည့်နေခြံခဲ့တဲ့မြို့ကလေးနာမည်ကတော့မန္တလေးဒါပေမဲ့မိကုန်းကတော့မန္တလေးကတကယ်ရောတက်တာသွားပြီလားအပြင်ကလက်ရှိမြေပြင်ဟာတိတ်တိတ်ဆိတ်ဆိတ်လမ်းပေါ်မှာလည်းကားတွေပြန်သွားလာနေကြပြီအပူပြင်းပြင်းနေပူပူကြားမှာတာမန်အလုပ်သမားတွေနေစတူကအလုပ်ပြန်သွားနေကြပြီဒါပေမဲ့အတားကလူတိုင်းအတွက်တော့မဟုတ်ခဲ့ပါဘူးတချို့မိသားစုတွေအတွက်ကတော့နေစရာအိမ်မရှိတော့သလိုလူတွေလည်းအရင်လိုမစုံနိုင်တော့ပါဘူးရာတပ်ပံပြန်လာခွင့်မရှိတော့တဲ့လူများတတိယလို့ဖုန်းဆက်ရင်တောင်မကင်နိုင်တော့တဲ့တငယ်ချင်းများကဘာတဝန်းတိုင်းတာနဲ့မပြောပါဘူးမန္တလေးမြို့တစ်မြို့တည်းနဲ့တင်လုံလောက်သွားခဲ့ပြီမဟုတ်ပါလားနွေရာသီခေါင်ခေါင်ကြီးမှာကျလာတဲ့မိုးဆက်တွေရဲ့နေမင်းရဲ့ဘူရှိန်တွေကြားတဲ့ရေလည်းမရှိမီးလည်းပြတ်နေတဲ့အိမ်တွေရဲ့ငလျင်ထက်လုံးမှာကြောက်လို့ညဆိုရင်အပြင်မှာရှင်တောင်နဲ့ထွေးကြတဲ့လူတွေရဲ့ဒီလိုလူတွေဟာအရန်ကိုတနာဖို့ကောင်းလာပါတယ်ဘေးရန်တွေရဲ့မကြရောက်တဲ့အချိန်မှာတော့လူတွေဟာငြိမ်းချမ်းမှုမရှိတဲ့ဘဝမှာနေရတာအခုတော့ဘေးရန်တွေနဲ့ဆိုတော့ပြောစရာတော့မရှိတော့ပါဘူးဗျာသတင်းတွေထဲမှာမမြင်ရတဲ့ကိစ္စများသတင်းစာတွေကသူနဲ့ငါအပြိုင်ဆိုသလိုပဲဒီလိုသတင်းတွေကို social media တွေထက်မှာပြိုင်ဆိုင်တင်ကြပါတယ်ဘယ်ဆောက်ဦးကတော့ပြူကျသွားပြီဘယ်မြို့နယ်မှာတော့အထီးခိုက်အကျဆုံးဘယ်လောက်ထိများလဲဘယ်နိုင်ငံကတော့ကေဇရေးတွေဘယ်နှယောက်လာနေပြီအဲ့ဒါတွေပေါ့လေဒါပေမဲ့သတင်းထဲမပါလာတဲ့အချက်ကအိမ်လူတဦးချင်းစီရဲ့မြင်ရတဲ့ထိခိုက်မှုပါအိမ်ထဲမှာနေကြတဲ့အသက်ကြီးအဖိုးဖွားနှစ်ယောက်ဟာဒီငလျင်တန်းကိုဘလို့ကြောက်ရွံ့စွာနဲ့ဖြတ်တန်းခဲ့ရတယ်ဆိုတာမျိုးတွေငလျင်ကြီးတုန်နေချိန်မှာမိသားစုစုလုံးငိုယူပြီးဘလို့တုန်လှုပ်ခဲ့ရတယ်ဆိုတာတွေအဲ့လိုအကြောင်းအရာတွေကိုတော့မိမိကိုယ်တိုင်တွေးမြင်တတ်ဖို့ပဲလိုပါတယ်ဒါဆိုရင်သက်သာဖို့အတွက်ဘာလုပ်ရမလဲနောက်တစ်နေ့အိယာနိုးလာတာနဲ့သက်သာသွားတယ်လို့ဆိုခြင်းပေမဲ့တကယ်အဓိပ္ပာယ်ရှိသက်သာရဲဆိုတာကပြန်လည်ထူထောင်ရေးတွေလုပ်ကြဖို့လူမှုကယ်ဆယ်ရေးတွေလုပ်ကြဖို့နာကျင်ခံစားနေရတဲ့သူတွေကိုဖေးမဖို့နောက်တစ်ချိန်ဒါမျိုးထပ်ပြီးတော့ကြုံလာရင်အထီးခိုက်နေအောင်ပြင်ဆင်ကြဖို့ပဲလိုပါတယ်ငလျင်လောက်တာပြီးသွားတာမဟုတ်ပါဘူးအေးချမ်းသွားပြီလို့လည်းတထစ်ချမထင်လိုက်ပါနဲ့အဲ့ဒါကိုသဘောပေါက်စေချင်ပါတယ်တဦးတယောက်ချင်းစီမှာတာဝန်ရှိတယ်မန္တလေးကမနက်ခင်းတစ်ခုတည်းနဲ့မတတ်တာနိုင်ပါဘူးအနာဂတ်အေးချမ်းဖို့သတိထားဖို့ရမ်းလိုပါတယ်တီးတင်တီးထိုက်တာတွေကိုလည်းလေးလာမှတ်သားဖို့လိုပါတယ်လူချင်းချင်းပြန်လည်ကူညီကြဖို့လည်းတာဝန်ရှိပါတယ်ငလျင်ကတိတ်သွားပြီမယ်တတ်တာချင်းကိုတော့ကိုယ်တိုင်ဖန်တီးယူဖို့လိုအပ်ပါတယ်မိမိမျိုးဘေးကင်းဖို့အတွက်ကိုယ်တိုင်တည်ဆောက်ကြပါစို့ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe လုပ်ဖို့လည်းမေ့သွားကြပါနဲ့နော်